ကဲအားလုံးပဲမင်္ဂလာပါကိုမိုး channel မှာအများနဲ့အားပေးနေကြတော့เนาะဒုတိယဝါနာရှင်ကိုမိုးရဲ့ချစ်ကိုချစ်မတွေအားလုံးတယောက်မကြံမင်္ဂလာပါလို့ကိုမိုး channel မှာအားလုံးကိုနေတစ္စာလေးပြန်လည်ကြိုဆိုပါရစေเนาะကဲကိုမိုးရဲ့ကိုဒီမားတွေအားလုံးပဲเนาะကိုမိုးတို့ကူ channel အသေးကလေးကနေအားလုံးကိုတနင်္လာနေ့ဖွင့်တဲ့အတွက်ကိုမိုးမယုံကွက်လေးတွေလုံးဝပတ်သီးလေးတွေကိုထပ်တင်ပေးခဲ့မယ်เนาะဒါကိုဒီမားတွေအားလုံးပဲကိုမိုးရဲ့ကူ channel အသေးကလေးဖြစ်ပါတယ်เนาะဒါကိုမိုးတို့အများနဲ့ကိုမိုးတောက်လျှောက်တင်ပေးနေတော့ channel ကเนาะဒါဘန်းခံလေးထိထားတဲ့အတွက်ကိုများလုံးပဲကူ channel လေးကိုတွေးတဲ့မြင်တဲ့ချိန်ကနေစပြီးတော့เนาะsubscribe မနှိပ်ကသေးတဲ့ကိုများရှိရင် channel လေးကို subscribe နှိပ်ထားပေးပါเนาะ channel လေးကို subscribe နှိပ်ပြီးတဲ့အကူမများအလုံးကเนาะတယောက်ရှိသေးတိုင်းကျွန်တော်တို့23ရက်เนาะ2လပိုင်း2026တနင်္လာနေ့အဖွင့်နေ့မှာဘာတွေထက်ကစားရမလဲဘာလုံးမိုင်လေးတွေကိုကန်ဆောင်သင့်လဲဆိုတာကိုကျွန်တော်တို့ဒါဆက်ပြီးတော့အစားအနေဆုံးလေးပြီးဆုံးအောင်ကြည့်သွားပေးပါကွန်မိုးတစ်ခါတည်းတင်ပေးထားခဲ့မှာပါเนาะကဲကျွန်တော်တို့ဒီလိုမျိုးလောက်ကြဆိုကိုရီမားတွေအားလုံးပဲကွန်မိုးအများအားပေးနေတော့လူရင်းကိုရီမားတွေအားလုံးကောเนาะဒါအခုမှကြည့်လို့အခုမှတွေ့တဲ့လူသေးကိုတွေမားတွေအားလုံးရောเนาะဒါတယောက်ချီတိုင်းကျွန်တော်တို့เนาะအခုမှအများအားပေးနေဆိုရင်လက်မလေးတွေကိုလိုက်လက်မလေးတွေကိုများများလေးနှိမ့်မယ်ဗျာเนาะကဲကွန်မိုး channel တင်လေးမှာအားလုံးကိုတင်ပေးခဲ့ပါပြီเนาะကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်ရဲ့ကိုတွေမားတွေအားလုံးပဲတနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်တို့เนาะကိုးဘတ်သီးခွန်ဘတ်သီးကိုဒါအဓိကထားပြီးတော့ကစားပါအဓိကထားပြီးတော့ဆော့ပါเนาะကိုးခွန်လုံးဝဖြစ်ပါတယ်ဒါလုံးဝဘတ်သီးကိုလိုက်ကစားနေတော့ကိုမိုးရဲ့လူရင်းကိုတွေမားတွေအားလုံးကောအခုမှကြည့်လို့အခုမှတွေ့တဲ့လူသေးကိုတွေမှလုံးစိတ်ဝင်စားတဲ့အကောင်များလုံးပဲလိုက်ကစားနိုင်ပါတယ်လိုက်ဆွနိုင်ပါတယ်เนาะဒါကမို့လို့ခွန်ပိုင်းခွန်ပတ်သီးကိုပတ်သီးကိုဒါတနင်္လာနေ့ဖွင့်နေမှာကစားပါเนาะဒီခွန်ကိုပတ်သီးဒီတနင်္လာနေ့ဖွင့်နေမှာကျွန်တော်တို့เนาะခွန်လုံးပိုင်းကိုလုံးပိုင်းเนาะခွန်ကိုပိုင်းကဒါတနင်္လာနေ့ဖွင့်နေမှာကြမယ်เนาะဒါတရားရင်လုံးဒါကိုပြောချင်တယ်ဘာလို့ဆိုရင်ကျွန်တော်တို့ဒီခွန်လုံးပိုင်းကိုလုံးပိုင်းကိုဒါအကွန်များလုံးပဲတနင်္လာနေ့ဖွင့်နေမှာเนาะမနေ့စီမထွက်ညနေစီမှာလိုက်ပြီးတော့ကစားကိုကြိုက်နှစ်တရာပတ်သီးတစ်လုံးကိုယူချက်ပြီးတော့ပန်းနိုင်ပါတယ်ကစားနိုင်ပါတယ်เนาะဒါအခုဒါကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်မြဲတဲ့ဒီမိနစ်ကြာတိုင်းမှာကျွန်တော်3ခွက်ကောင်းအနေနဲ့ဒါ3ခွက်ကောင်းအနေနဲ့အဓိကကစားမယ်ဆိုရင်ကျွန်တော်ခွန်နဲ့ပတ်သက်ရင်ကျွန်တော်ခွန်3ခွန်4ခွန်6ဆိုတဲ့ကဏ္ဍလေး3ခွက်ကိုဒါအဓိကထားပြီးတော့ဆော့မယ်เนาะခွန်3ခွန်6เนาะခွန်4ဒါဒီကဏ္ဍလေး3ခွက်ကိုဒါခွန်လုံးမနဲ့ပတ်သက်ရင်တရားလေးဖွင့်နေမှာကစားပါထိုးပါเนาะဒါခွန်လုံးမိုက်ကိုလုံးမိုက်ကိုကစားနေတော့အကိုရီမားတွေအားလုံးပဲเนาะကျွန်တော်ဒါတင်းရိုက်ဖွင့်နေမှာဒါဒီမင်းရောကွက်လေးတွေကိုဒါဒီကနေနဲ့ကစားမယ်เนาะဒါခွန်ပတ်သီးကိုပတ်သီးဝါသနာပါတဲ့အကိုဒီမားရလုံးကလည်းခွန်လုံးမိုင်ကိုပတ်ပါဒါအဆင်ပြေပါလိမ့်မယ်เนาะကျွန်တော်တို့ကိုးလုံးမိုင်နဲ့ပတ်သက်လို့ရှိရင်ခွန်ကိုးဒီတရားရကန်လုံးနှလုံးစလုံးပြိုင်နေပါတယ်ဒါပေမဲ့တကွက်ကောင်းကလည်းကျွန်တော်တို့89လည်းဖြစ်တယ်เนาะဒါခွန်ကိုးလုံးမိုင်ဒါတစ်ခါလေးတွေးကြရင်လည်းကြမယ်ဒါတောင်းမဟုတ်လို့ရှိရင်တစ်လုံးပေါက်ကတော့ကျင်းနေပေါက်ကြမယ်เนาะဒါကိုဒီမားရအားလုံးပဲကိုမိုးကတော့အားလုံးသိတဲ့အတိုင်းပဲเนาะဒါပြောရင်တော့လေပို့တယ်ကိုမိုးကအမြဲတမ်းပဲအဆင်ပြေတယ်မပြေဘူးဒါကိုဒီမားရအောင်ကိုဒါအဆင်ပြေအောင်ပဲအမြဲတမ်းလဲကိုမိုး channel မှာအမြဲတမ်းတင်ပေးလေးရလည်းရှိတယ်ဒါအခု channel တင်လေးမှာလည်းထပ်တင်ပေးခဲ့မယ်เนาะဒါကိုများလုံးပဲကိုပတ်သီးနဲ့ပတ်သက်လို့ရှိရင်61 92 93ဆိုတဲ့ကဏ္ဍလေးတွေကိုဒါအဓိကထားပြီးတော့ကစားပါเนาะ61 92 93เนาะဒီကဏ္ဍလေးတွေ3ခွက်ကိုလည်းအဓိကထားပြီးတော့ကစားပါเนาะခွန်ပိုင်း9ပိုင်းကကျွန်တော်တနင်္လာနေ့ဖွင့်နေမှာပြိုင်နေပါတယ်เนาะခွန်လုံးလိုက်ကြမလား9လုံးလိုက်ကြမလားတော့မသိဘူးဒါပေမဲ့ခွန်9ပတ်သီးဒီတရားကန်တော့အားလုံးကကောင်းပါတယ်เนาะဒါခွန်9ပတ်သီးကိုအဓိကအနေနဲ့ကစားပါအဓိကအနေနဲ့တွဲပြီးတော့ထိုးပါเนาะကဲအကွန်များလုံးပဲကျွန်တော်တို့เนาะကမိုးကုဖန်လေးကိုလည်းအကွန်များလုံးပဲညနေတွေ့တဲ့ကိုဒီမားရဲ့အားလုံးเนาะလိုက်လက်မလေးနှိပ်ရွာလို့ရှိရင်ကိုနဲ့ဝါသနာတူเนาะချစ်ကိုချင်းမတွေစီကိုရောက်အောင်เนาะရောက်ရှိအောင်လို့တန်းတဲ့တလောက်လေးရှယ်လို့ရတဲ့နေရာလေးကနေဝိုင်းဝန်းပြီးတော့ရှယ်သွားပေးကြပါတန်းတဲ့တလောက်လေးမျှောက်လို့ရတဲ့နေရာလေးကနေဝိုင်းဝန်းပြီးတော့မျှောက်ပြီးသွားပါလို့ကိုမိုး channel ကအားလုံးကိုဦးစားပါနေနဲ့မြစ်တာရက်ခံခြင်းနဲ့เนาะအခုလို့ရှယ်ပြီးမျှောက်ပြီးသွားတဲ့ကိုဒီမားတွေအားလုံးအတွက်လည်းကိုမိုးတို့တင်းကနေဖွင့်နေမှာတရားရင်လို့ကြည်ကြတဲ့လုံးမိုက်နှလုံးနဲ့เนาะအကောင်းတကအကောင်းဆုံး3ခွက်ကောင်းလေးတွေကိုဒါကိုမိုးထုတ်ပေးထားခဲ့တယ်เนาะဒီကဏ္ဍလေးတွေကိုလည်းမှတ်မိတော့အကိုဒီမားတွေအားလုံးကလည်းမှတ်မိမယ်မမှတ်မိတော့အကိုဒီမားတွေအားလုံးကလည်းဒီခါလေးလိုက်မှတ်ထားပေးပါเนาะခွန်ပတ်သီးကိုစိတ်ဝင်စားတယ်ခွန်လုံးမိုင်ဘက်မှကိုရီမားတွေအားလုံးပဲเนาะခွန်3ခွန်4ခွန်6ဆိုတဲ့ကဏ္ဍလေး3ခွက်ကိုဒါအဓိကထားပြီးတော့ကစားပါအဓိကထားပြီးတော့ထိုးပါเนาะကျွန်တော်တို့ကိုးပတ်သီးနဲ့ပတ်သက်လို့ရှိရင်လေ61 92 93ဆိုတဲ့ကဏ္ဍလေး3ခွက်ကိုဒါအဓိကအနေနဲ့ကစားပါเนาะဘယ်လိုပဲဖြစ်ဖြစ်အကိုမားတွေအားလုံးပဲကိုတက်နိုင်သလောက်ကိုဆော့ဒီမယုံခွက်လေးတွေကိုတော့ဒါမဖြစ်မနေကျွန်တော်တန်းရလေးဖွင့်နေမှာဆော့သေးခြင်းနဲ့ဒါပေါက်စေခြင်းနဲ့ဒါအကူမများအားလုံးပဲသိတယ်ဒါကိုမိုးစေတနာကိုလည်းဒါအကူမတွေအားလုံးဒါအဆင်ပြေအောင်ကိုမိုးဒါအမြဲတမ်းလဲစူးစမ်းပေးသလိုအမြဲတမ်းလဲတင်ပေးလေးလည်းရှိတယ်ဒါကိုမိုးစေတနာကိုလည်းကိုမိုးများအားလုံးပဲနားလည်မယ်ဒါသိရှိမယ်လို့လည်းကိုမိုးယုံကြည်ပါတယ်เนาะဒါအဖွဲ့ဝင်သမားတွေเนาะဒါအဖွဲ့ဝင်ကိုတွေမားတွေအားလုံးလည်းကိုမိုးပြောတော့ကဏ္ဍလေးတွေကိုဒါဆော့ပါကစားပါဒါကိုတွေမားတွေအားလုံးအတွက်အဆင်ပြေပါလိမ့်မယ်เนาะဒါကိုမားတွေအားလုံးပဲကျွန်တော်ကိုမဖို့လွှဲပေးချင်တာမလွှဲပေးချင်တာကိုအသာထားပါဒါကိုများအားလုံးပဲ
ကျွန်တော်ထုတ်ပေးသောကဏ္ဍလေးတွေကိုဒါတေချာလေးအဓိကအနေနဲ့ကစားပါเนาะဒါကွန်များအလုံးအတွက်လည်းအဆင်ပြေရမယ်เนาะကျွန်တော်ကလည်းကွန်များအလုံးအတွက်ကိုအခက်အခဲလေးရှိလို့ကူညီပေးတဲ့အတိုင်းတာမှာအလုံးလည်းအဆင်ပြေမယ်အလုံးလည်းရရှိမယ်เนาะဒါကွန်မိုးရဲ့အခု channel တစ်ကလေးမှာအလုံးမတင်ပေးထားခဲ့ပါပြီဒီ channel လေးမှာလည်းကွန်မိုးတောက်လျှောက်တိုင်းကိုဒါအမြဲတမ်းတင်ပေးသွားမှာပါအဖုံးဝင်သမားတွေကလည်းဒီ channel လေးမှာပဲကြည့်ပြီးတော့ဒီ channel လေးမှာပဲအားပေးနေတော့အဖုံးဝင်သမားတွေအကုန်လုံးလည်းဒီ channel မှာပဲတောက်လျှောက်ကွန်မိုးတင်ပေးသွားမှာပါเนาะကဲကွန်မိုးရဲ့ကိုဒီမှာတော့ဒီနေ့ဖွင့်နေမှာခွန်ကိုးပိုင်ရှိပါတယ်เนาะဒါလေးတွေကိုအဓိကထားပြီးကစားပါလို့ကွန်ပြောချင်ပါတယ်เนาะဒါကွန်မိုးအခု channel လေးကိုလည်းเนาะအားပေးနေတော့ကိုဒီမှာအလုံးကောအခုဖန်လေးကိုလည်းအစားနဲ့ဆုံးလေးပြီးဆုံးကြည့်ပြီးတော့ကွန်များလုံးပဲတင်ရနေဖွင့်နေတော့ကိုเนาะစိတ်ချမ်းသာခြင်းကိုကြီးကျမခြင်းနဲ့အားလုံးပြည့်စုံနိုင်ကြပါစေလူမှုရေးစီးပွားရေးအဆက်ဆက်ရမှာလုံဝင်စနာတွေအားလုံးတစ်လုံးတစ်ဝါကြီးပြည့်ကြပါစေလို့ကိုရဲ့ချစ်ကိုချင်းမအားလုံးကိုကိုမိုးစုမှုကောင်းလေးလည်းတောင်းပေးလိုက်ပါတယ်เนาะကဲအားလုံးဝတ်တာပါကိုမိုးရဲ့ကိုဒီမှာလည်းဘိုင်ဘိုင်ပါ